မြို့တစ်မြို့ရဲ့ကမ်းခြေမှာအလေးချိန်တန်တရာကျော်ရှိတဲ့အရာမဘီလူကြီးတစ်ကောင်ပေါ်လာခဲ့ပါတယ်။သူ့ရဲ့ပုံမှန်တဏ္ဍာအရတေဆုံးသွားတာမကြသေးဘူးလို့ထင်ရပြီးသူ့ရဲ့လက်ဖွားပေါ်ကရေအိုင်လေးထဲမှာဆိုရင်ငါးလေးတွေတောင်ကူးခတ်နေကြပါတယ်။ပထမတော့မြို့သားတွေဟာကြောက်လို့အနားမကပ်ရဲကြပါဘူး။ဒါပေမဲ့မိန်းကလေးတစ်ယောက်ကဘီလူကြီးရဲ့ကိုယ်ပေါ်တက်ပြီးလက်ဝဲရံပြလိုက်တဲ့ခါမှာတော့အားလုံးဟာစိတ်လှုပ်ရှားစွာနဲ့သူ့နားကိုစုပြုံတိုးဝေရောက်လာကြပါတော့တယ်။ကလေးတွေကသူ့ကိုယ်ပေါ်မှာကစားကွင်းတစ်ခုလိုဆော့ကစားကြပြီးမိန်းကလေးတစ်ယောက်ဆိုရင်သူ့နာခေါင်းပေါ်မှာတောင်တက်ပြီးကပြနေခဲ့ပါတယ်။ဒီမြင်ကွင်းကိုလူတစ်ယောက်ကတော့ဘာစကားမှမဆိုပဲဝမ်းနည်းစရာကောင်းတဲ့မျက်နှာနဲ့ကြည့်နေခဲ့ပါတယ်။အချိန်တွေကုန်လာတာနဲ့အမျှလူတွေဟာတယောက်ပြီးတယောက်ထွက်ခွာသွားကြပါတယ်။၃ရက်ကြာမှတော့လူကြီးတွေဟာဘီလူကြီးကိုစိတ်မဝင်စားကြတော့ပဲကလေးနှဲငယ်ရဲ့ဆော့ကစားဖို့ကြံပါတော့တယ်။ရက်ဆက်တာကတော့တားတက်သမားတွေဟာဘီလူကြီးရဲ့အသားတွေကိုဖယ်ရှားဖို့စီစဉ်ကြပြီးအချိန်ပိုဆင်းရမယ်ဆိုပြီးတောင်ညှဉ်းညူနေကြပါသေးတယ်။အဲ့ဒီလူပြန်ရောက်လာတဲ့အချိန်မှာတော့ပင်လယ်ရေထဲမှာအကြာကြီးစိန်ထားရတဲ့ဘီလူကြီးရဲ့ရုပ်လောင်းဟာစတင်ပုတ်ပွက်လာပါပြီ။သူဟာတတိမွေးပြီးဘီလူကြီးရဲ့ကိုယ်ပေါ်ကိုတက်ကြည့်လိုက်တဲ့အခါမှာလက်တစ်ဖက်ကိုတားတက်သမားတွေဖျက်ယူသွားတာကိုတွေ့လိုက်ရပါတယ်။တေဆုံးသွားပြီဖြစ်တဲ့ဘီလူကြီးဟာကမ်းခြေမှာအစွန့်ပစ်ခံထားရတဲ့တင်မောပြက်ကြီးတစ်စင်းလိုအထီးကျန်စွာနဲ့ဒုက္ခရောက်နေခဲ့ပါတယ်။ရက်နှဲငယ်ကြာမှာတော့လူတွေဟာဘီလူကြီးရဲ့ရုပ်လောင်းကိုသူတို့စိတ်ကြိုက်ဖျက်ဆီးခဲ့ကြတာကြောင့်ခန္ဓာကိုယ်ဟာအပိုင်းပိုင်းဆက်ဆက်ဖြစ်သွားပြီးမြို့နက်မှာပြန့်ကျဲသွားပါတော့တယ်။